မတော်လေထွန်းဆက်ဆိုတာဘယ်လိုလဲထွန်းဆက်မျိုးလဲ မတော်လေထွန်းဆက်ဆိုတာပေးရတဲ့ဈေးနဲ့တာလုံးနဲ့ဆွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်တဲ့ဆက်မျိုးပဲဖြစ်ပါတယ် မင်္ဂလာပါကိုထွန်းလင်းအောင်ရေယခုမြင်တွေ့နေရတဲ့ထွန်းဆက်လေးရဲ့ model နဲ့ထုတ်လုပ်တဲ့နိုင်ငံလေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကဲ့အခုမြင်နေရတဲ့မတော်မြင်းကောင်းရင်50 MD504ဟာဆိုရင်2025 model နဲ့ထုတ်လုပ်ထားပြီးတော့စပိန်နည်းပညာတရုတ်နိုင်ငံမှာထုတ်လုပ်ထားဖြစ်ပါတယ် မတော်မြင်းကောင်းရင်90ရဲ့အင်ဂျင်အမျိုးအစားနဲ့ဂီယာအချက်ကြီးဘယ်လောက်ပါဝင်လဲဆိုတာကိုလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမတော်မြင်းကောင်းရင်50ရဲ့အင်ဂျင်ဆိုရင်အရေးသွေးမြင့်မာပြီးတော့တရုတ်နိုင်ငံရဲ့အကောင်းကအကောင်းဆုံးကွမ်ချိုင်းအင်ဂျင်ကိုအသုံးပြုပေးထားဖြစ်ပါတယ်ကျွန်တော်ဂီယာမှာဆိုလဲအရှိကို12ချက်အနောက်ကို12ချက်ထိုးပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျ မတော်မြင်းကောင်းရင်90ရဲ့ PTO နဲ့မောင်းနှင်မှုပုံစံကိုလည်းတစ်ချက်ရှင်းပြပေးပါအောင်ရှင် ဟုတ်ကဲ့မတော်မြင်းကောင်းရင်50ရဲ့မောင်းနှင်မှုပုံစံက4 wheel 4 way မောင်းစနစ်ကိုအသုံးပြုပေးထားတဲ့အပြင် PTO ကလည်းကျွန်တော်တို့မြန်မာနိုင်ငံမြေနေသားနဲ့ကိုက်ညီတဲ့940 1000နှစ်ချက်ကိုအသုံးပြုပေးထားဖြစ်ပါတယ်ခင်ဗျ မတော်မြင်းကောင်းရင်90ရဲ့တာယာဆိုက်ကိုလည်းအရှိကို8320အနောက်ကို14924သုံးပေးထားတဲ့အတွက်ကြောင့်မလို့ရေကုန်းနှမျိုးလုံးမှာအဆင်ပြေစွာထွင်ရနိုင်မဲ့လေထုံးဆက်ပဲဖြစ်ပါတယ်ရှင် အရင်မတော်50နဲ့မတူပဲအခုမတော်50ရာဆိုရင် digital တိုင်ခွဲစနစ်ကိုသုံးပေးထားတဲ့အပြင်ရေမောင်းခန်းကိုလည်းတိတိကျကျကျယ်ဝန်းထားတဲ့အတွက်မောင်းနှင်သူတွေစိတ်ကြိုက်တွေ့စီမှာပဲဖြစ်ပါတယ်ရုံးစရလည်းကောင်းမယ်စီစားလည်းသက်သာမယ်မတော်မြင်းကောင်းရင်50လေးကိုဝယ်လို့တဲ့တောင်းသူတွေအနေနဲ့ပေးရတဲ့ဈေးနဲ့တာလွန်နဲ့စွမ်းဆောင်ရည်ကိုရှားရှိမှာပဲဖြစ်ပါတယ် အပေါ်ပစ္စည်းအတွက်လည်းလုံးဝစိတ်ပူစရာမလိုတဲ့ယခုမြင်တွေ့နေရတဲ့မတော်မြင်းကောင်းရင်90လေးကိုတော့စလုံးဈေး3900ကျော်နဲ့ဝင်းမော်တာကုမ္ပဏီမှာရောင်းချပေးနေပြီပဲဖြစ်ပါတယ်ရှင်ဒေးစိတ်ဆိုတဲ့မင်းများလိုပါကဝင်းမော်တာကုမ္ပဏီရဲ့ hotline နံပါတ်တွေကိုဆက်သွယ်မင်းများနိုင်တဲ့အပြင်ယခုပို့ရဲ့ comment လေးမှာလည်းဝင်ရောက်မင်းများခဲ့နိုင်ပါတယ်ရှင်